အားလုံးပဲမင်္ဂလာပါဒီနေ့မှာလို့ကျွန်တော်တို့နေ့စဉ်ဘဝမှာပုံခွင့်နေတဲ့အချင်းတိုးလေးတွေကိုတုံးပြီးအင်္ဂလိပ်စာဘယ်လိုလေ့လာမလဲဆိုတာဆွေးနွေးသွားကြရအောင်အင်္ဂလိပ်စာလေ့လာခြင်းပေမဲ့အချိန်လုံးဝမရှိဘူးလို့ခံစားဘူးကြတယ်မလားဒါဟာလူတိုင်းလိုကြုံတွေ့နေရတဲ့အခက်အခဲတစ်ခုပါဒါပေမဲ့တတိထားကြည့်ရင်ဖုံးဖွတ်တာလိုမျိုးအကျိုးမရှိပဲအချိန်တွေကိုခိုးယူသွားတဲ့အချိန်သူခိုးတွေရှိနေတတ်ပါတယ်အရှင်ဆိုတာဖိတ်စင်သွားရေးလိုပါပဲအလားဟဆဖြုံးတီးလိုက်ရင်နှောင်တရရစရာကလေးပြီးဘာမှပြန်ရလာမှာမဟုတ်ဘူးလေဒီတော့တနာလီလေးလာမယ်ဆိုတဲ့မရေရတဲ့အစီအစဉ်ထက်စကလုံးသုံးလုံးကျက်မယ်ဆိုတဲ့အသေးစားပန်းတိုင်လေးတွေကပိုထိရောက်ပါတယ်ဒီလိုတိကျတင်းငယ်တဲ့ပန်းတိုင်လေးတွေက GPS တခုလိုပါပဲဦးနောက်ကိုလမ်းမပြောက်အောင်တိကျလမ်းပြပေးနိုင်လို့ပါဒီနေရာမှာ pocket တိုင်းဆိုတာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာပုံကွယ်နေတဲ့9မိနစ်စာအကျွေးစီလေးတွေပါပဲကားဆောင်တာပိုင်ငံစေးတာလိုမျိုးအချိန်တိုလေးတွေဟာတင်ပို့ရှိတဲ့အကျွေးစီလေးတွေမို့အလကားလှမ်းမပစ်လိုက်ပါနဲ့ဥပမာကားစီးနေချိန်ပေါ့ podcast 9မိနစ်လောက်နားထောင်တာမျိုးကကြီးမားတဲ့တိုးတက်မှုကိုဖြစ်စေတယ်လေဒါပေမဲ့အင်္ဂလိပ်စာလေးလာတာဘူးပြစ်တန်တစ်ခုလုံးမလုပ်ပါနဲ့ဖိအားတွေများနေရင်ဦးနောက်ကအလုံးမလုပ်တော့ပါဘူးတချင်းဆိုတာဂင်းကစားတာတွေလိုမျိုးဖိအားမပါပဲကိုစိတ်ဝင်စားတဲ့ပျော်စရာနီးလန်းနေနဲ့အလွယ်တကူလေးလာနိုင်ပါတယ်မာလက်တဲ့နေ့စဉ်ဘဝမှာအင်္ဂလိပ်စာကိုပေါက်ဆက်ဖို့ဒီယိုရှင်နဲ့အစင်လေးစင်ကိုစမ်းကြည့်လိုက်ပါပြီးတော့အရေးကြီးဆုံးကကိုပြစ်မတင်ပဲနီးပြတယောက်လိုအမြဲတမ်းအားပေးဖို့ပါပဲဖုံးကြောင်အချိန်ဖြုံးတာတွေရှော့ချဖို့ကိုအလောက်လောက်တဲ့အခါဖုံးကိုဝေးမှာထားလိုက်တာအကောင်းဆုံးပါပဲနောက်တစ်ခုကအနားယူတာဟာအချိန်ဖြုံးတာမဟုတ်ပဲခဏကိုဘက်ထရီအားပြန်သွင်းတာဖြစ်လို့တကယ်ကိုအရေးကြီးပါတယ်အချိန်စီမံခန့်ခွဲမှုဆိုတာအမြဲအလုံးလုံးနေဖို့မဟုတ်ပါဘူးအလုံးလေ့လာမှုနဲ့အနားယူမှုတွေကိုမျှတအောင်လုပ်ဖို့ပါပဲကဲဒီလိုပုံကွယ်နေတဲ့အချိန်တိုလေးလေးကိုအခုပဲစတင်အသုံးပြုမယ်ဆိုရင်ဘလောက်တောင်တိုးတက်လာမလဲစဉ်းစားကြည့်ကြရအောင်